ကျွန်တော်ဖြိုကွာနဲ့ရောင်းရမ်းကလုံးဝကွဲပါတယ်เนาะမတူเนาะကျွန်တော်ဖြိုကွာကကောင်းတဲ့ရလက်အကျိုးရလက်ဖြစ်တဲ့ effective ဖြစ်တဲ့ဘက်ကိုသွားပြီးတော့ရောင်းရမ်းကကြတော့ကျွန်တော်မကောင်းတဲ့အကျိုးရလက်တွေဖြစ်တဲ့ impact ဖြစ်တဲ့เนาะလွှမ်းမိုးတက်ရောက်မှုခံရတဲ့ influence ဖြစ်တဲ့ဆိုတဲ့သဘောတရားကိုဖော်ပြပါတယ်။ဒီစိတ်လေးပြန်ရှင်းပြရလို့ရှိရင်ဖြိုကွာကတစုံတစ်ခုလုံးလိုက်ချင်းကြအောင်เนาะတစုံတစ်ခုကြောင့်ကောင်းတဲ့အကျိုးရလက် positive အကျိုးရလက်တွေဖြစ်တဲ့အခါမှာသုံးပြီးတော့တစုံတစ်ခုကိုလုံးလိုက်ခြင်းကြောင့်တစုံတစ်ခုကြောင့်မထင်မှတ်ထားတဲ့ကျွန်တော် impact တွေဖြစ်တဲ့လွှမ်းမိုးတဲ့အကျိုးသက်ရောက်မှုတွေခံရတဲ့အခါမှာရောင်းရမ်းကိုသုံးပါတယ်။အဲ့တော့ကွဲပြားအောင်ဥပမာစာကြောင်းလေးနဲ့လေ့လာကြည့်ကြည့်အောင်။이 약을 먹으면 감기 치료에 효과가 있어요. 이ဆေးကိုတောက်မယ်ဆိုလို့ရှိရင်ဒီအေးမိတဲ့ကုသခြင်းမှာကျွန်တော်အကျိုးသက်ရောက်မှုရှိတယ်။ 하지만 이 약을 많이 먹게 되면 건강에 나쁜 영향을 줄 수 있어요. เนาะဒီဆေးကိုအများကြီးတောက်မယ်ဆိုလို့ရှိရင်တော့เนาะအများကြီးတောက်မိသွားလို့ရှိရင်တော့ကျွန်တော်ကျန်းမာရေးအတွက်မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ impact တွေเนาะမကောင်းတဲ့အကျိုးသက်ရောက်မှုတွေလွှမ်းမိုးတာတွေခံရနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะဒီလိုမျိုး꿰ပါတယ်ဒါဆိုရင်ဖြိုကွာနဲ့ရောင်ရမ်းလေးရဲ့သုံးရမယ့်နေရာအထားတို့အသုံးပြုပုံလေးကိုတည်သွားပြီလို့ထင်ပါတယ်เนาะ감사합니다